စိတ်တိုင်းကနေမှရေရဘာဖြစ်လို့နောက် ငါလင်းများရန်ဖြစ်တာလို့ ကြောင်းရှိလား ရှိရဲ ဒီဆောင်ရှိကိုးတော့မှမြင်နေရကြတော့စိတ်တိုင်းရွာပါဒီဘက်ကတော့ဒါလက်မှုတော်ကြီးပေါ့နော်ဒါကတော့စိတ်နှန်းကန်းကြီးရဲ့ signature mini ပေါ့နော်ငါတလအိုးမောက်ပါ စိန်နှန်းကန်းကြီးဟာရန်ကုန်ကနေနေချင်းပြန်သွားလို့ရတဲ့ခီးတိုလေးတစ်ခုဖြစ်ပါတယ်။စိန်နှန်းကန်းကြီးကိုပထမဆုံးရောက်ဖူးတဲ့သူဆိုရင်တချို့ကမေးခွန်းထုတ်ကြပါတယ်။ဒီနေရာပင်လယ်ကမ်းခြေစစ်စစ်ဖြစ်ပြီးတော့ဘာဖြစ်လို့ရေးပြပြလေးတွေမတွေ့ရရလဲ။အခုလိုရေနောက်နေရခြင်းရဲ့နောက်ွယ်မှာသဘာဝတရားကြီးရဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။လူအကြောင်းတွေကြောင့်ဖြစ်နိုင်လဲနှွေးငယ်နဲ့တူစိန်နှန်းကန်းကြီးကိုအတူလိုက်ခဲ့ပေးပါဦး။စိန်နှန်းကန်းကြီးဟာရန်ကုန်တိုင်းဒေသကြီးကွန်းကြံကုန်းမြို့နယ်အလဲရွာနဲ့စိန်နှန်းရွာကြားမှာတည်ရှိပါတယ်။ပုံမှုဘက်ကလည်းသွားလို့ရသလိုဒလဘက်ကလည်းသွားလို့ရပါတယ်။အခုရန်ကုန်ဒလတရားတစ်ကြီးပြီးသွားတော့ဒလဘက်ကနေသွားရင်ပိုနီးသွားပြီပေါ့နော်။တရားကိုဖြတ်ပြီးတော့ဒလကနေဆိုရင်နောက်ထပ်တစ်နာရီလောက်ကားဆက်မောင်းသွားရင်ရောက်ပါပြီ။ဒလဘက်ချမ်းကတော့လမ်းကောင်းတာများပါတယ်။ဒါပေမဲ့ကားနှစ်စီးရှောင်လို့မလွယ်လောက်အောင်လမ်းတော်တော်လေးကိုကျင်းတဲ့နေရာလေးတွေလည်းရှိပါတယ်။ရောက်ခါနီမှာတော့လမ်းနဲ့ဆိုတဲ့ဒါကတော့ဆယ်ရင်နှန်းကြီးရွာပါအခုကန်းစီဘက်ကိုရောက်လာပြီပေါ့နော်ဒီမှာရွေးချယ်စရာစားတောက်ဆိုင်တွေအများကြီးရှိပါတယ်နွေငယ်တို့ကတော့ကန်းဆက်စည်းစာဆိုတဲ့စားတောက်ဆိုင်လေးကိုရွေးထားပါတယ်ဒီကြီးရဲ့တစ်ချက်ကဆယ်ရင်နှန်းကန်းကြီးကိုလာမယ်ဆိုရင်ဒီတက်ချိန်ကြချိန်ကိုအရင်ဆုံးမေးပြီးမှလာပါဒါမှကိုကဘယ်ချိန်ကိုရောက်နိုင်မလဲဘယ်ချိန်ကိုပြန်ရမလဲဆိုတာချင်းချိန်လို့ရမှာဖြစ်ပါတယ်ဒီတက်တဲ့ချိန်ကြတဲ့ချိန်ကလည်းတရက်နဲ့တရက်မတူဘူးပေါ့နော်နွေငယ်တို့သွားတဲ့ရက်ကကြတော့ဒီတက်ချိန်ကနေ့လယ်2နာရီခွဲကနေ6နာရီအတွင်းမှာအခုနေ့လယ်2နာရီခွဲပေါ့နော်သူတို့က2နာရီခွဲရေစတက်မယ်လို့ပြောတယ်ဒါအခြေအနေကဒီလိုရေကတော့စတက်နေပြီနုံနေတောင်နေကတော့ရှိနေတော့ပဲပေါ့နော်ဒီလားဒီရေဒီထိရောက်လာရင်တော့ဘယ်လိုနေမလဲမသိစောင့်ကြည့်ရမှာပဲမီနူးတွေကတော့အများကြီးပဲနင်းလေးစားအဆုံးပေါ့နော်ဒါတော့စိန်နှန်းကန်းကြီးရဲ့ signature mini ပေါ့နော်ငါတလအိုးမောက်ပါဒါငါတလအိုးချင်းလေးနဲ့လုပ်တာကလေးအစား3နာရီ20လောက်မှာတော့ရေဟာကြီးရောက်လာပါတယ်ကန်းဆက်နားလေးကြီးရောက်လာတယ်ပေါ့နော်နင်းငယ်တို့ကလှီးစီးကြမယ်ပေါ့နော်။ရေကြတဲ့ချိန်ဆိုရင်စိန်နှန်းကန်းကြီးကနေပင်လယ်ထဲကို10မိနစ်လောက်ထွက်လိုက်တာနဲ့သဲဖြူကျွန်းလို့လည်းခေါ်ကြတဲ့ရေလဲတောင်ဆိုတာရှိပါတယ်။ကန်းဆက်နားမှာရေနောက်ပင်မဲ့အဲ့ဒီရေလဲတောင်မှာကျတော့ရေကြီးတယ်။ရေကြီးထိုးတဲ့လားဆိုရင်ပိုပြည့်ရေကြီးရလို့ပြောပါတယ်။ဒီမှာတဲတောင်မြင်းကြီးလို့ဖြစ်နေတာဆိုတော့ပက်ပက်လေရပင်လယ်ပြင်ကြီးနဲ့ရေဆော့လို့လည်းရတယ်။တချို့ကကြလည်းအဲ့နေရာရှိမှန်းမသိတော့မသွားဖြစ်ကြဘူးပေါ့နော်။ဆက်လီကလည်းတယောက်ကို3000ပဲဒါပေမဲ့ safety အတွက် life jacket တွေတော့မပါပါဘူးအဲ့တော့ရေကြောက်တက်တဲ့သူဆိုရင်တော့ကိုယ့်ကိုသွားတဲ့မသွားတဲ့အဆုံးဖြတ်ပေါ့နော်ငွေတို့သွားတဲ့အချိန်အားကြတော့ရေတက်တဲ့အချိန်ဖြစ်နေတယ်အဲ့တော့အဲ့ရေလေတောင်တော့မရောက်တော့ငွေတို့လက်မှုတော်ဘက်ကိုသွားပြီးတော့ဆက်ဆူကြပါမယ်လက်မှုတော်ဆိုတာတော့အလုံးသိကြတဲ့အတိုင်းပဲမြို့ဝကျုံမော်ဒေတာပင်လယ်ကမ်းခြေရှုမြေရေတက်ရေကြရှိတဲ့နေရာတွေမှာပေါက်လေးပေါက်ထားရှိတဲ့သဘာဝကမ်းခြေကိုကာကွယ်ပေးတဲ့အပင်တွေဖြစ်ပါတယ်မုံတိုင်းတွေလှိုင်းကြီးတွေလာတဲ့ခါကျဒီလက်မှုတော်တွေကတဘာဝတတိုင်းကြီးလို့ကာကွယ်ပေးထားတာပါဒီအပင်တွေရဲ့အမြင့်တွေကြားမှာဆိုရင်လည်းငါးတွေပစုံတွေကနန်းနေရှင်းသန်ပေါက်ဖွားကြတဲ့အတွက်ဒေသခံငါးဖမ်းလုပ်ငန်းတွေကိုအထောက်အကူပြုနေပါတယ်ပြီးတော့ရာသီဥတုပြောင်းလဲမှုကိုလည်းနှီးကွေးစေနိုင်တဲ့အတွက်လက်မှုတော်တွေကိုထိမ့်သိမ်းထားနိုင်ဖို့ကအရန်အရေးကြီးပါတယ်လက်မှုတော်တွေရောက်ဒါတမဲ့ပင်နဲ့ဘူးပင်နဲ့လက်ပင်နဲ့တိတ်ကွာဒါကမလားဒါလမှုဒါလည်းရွက်ချင်တယ်စိတ်တိုင်းကနေမှရေရဘာဖြစ်လို့နောက်စိန်နှန်းကန်းကြီးမှာရေနောက်တယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ဒါဟာလူတွေညစ်ပတ်လို့ရေတွေနောက်နေရမဟုတ်ပါဘူးစိန်နှန်းကန်းကြီးကမုတ်တမပင်လယ်ခွေမှာတည်ရှိတာပါဒီနေရာမြဝကျုံပေါ်ဒေသတွေကတစိမ့်တစ်ပိုင်းဆိုလို့ရှိရင်လည်းမှန်ပါတယ်မြေပုံကိုကြည့်လိုက်မယ်ဆိုရင်မြစ်ကြီးတွေမြစ်ခွဲတွေပင်လယ်ထဲကိုထိုင်ရိုက်ဝင်နေတဲ့ဒေသဖြစ်တာကိုမြင်နိုင်ပါတယ်အေယာရီမြစ်ကြီးကမိခမလိခကိုမြစ်ဖျားခံပြီးတောင်တန်းတွေကြားကနေစီးလာတဲ့အချိန်မှာရေစီးအရန်တန်တယ်ရေကလည်းခုလိုမနောက်ဘူးရေအရန်ကြည်ပါတယ်အဲ့လိုနဲ့အေယာရီမြစ်ကြီးကကီလိုမီတာ2000ကျော်ခရီးနှင်လာတဲ့အခါမှာလမ်းမှာရှိတဲ့ရွှွနေသေးတွေနှုံးတွေကိုတိုက်စားတည်ဆောင်လာပါတယ်ဒီပညာရှင်တွေရဲ့အဆိုအရတစ်နှစ်ကိုတည်လာတဲ့နှုံးတန်ချိန်ပေါင်း236တန်ကျော်ပါတယ်ဒါကဘာပေါ်မှာပြင်စမမြောက်နှုံးအများဆုံးတည်တဲ့မြစ်လည်းဖြစ်ပါတယ်ဒါကြောင့်လေဒီဒေသဟာနှုံးမြေအစ်စ်တွေအမြဲရနေလို့စိုက်ပျိုးရေးအတွက်အကောင်းဆုံးမြေစီလွှာတွေကိုတဘာဝရဲ့လက်ဆောင်ဖြစ်ပိုင်ဆိုင်ထားတာပါအေယာရီမြစ်ကြီးကပင်လယ်ထဲကိုမရောက်ခင်မှာမြစ်ခွဲတွေဖြစ်ဖျားထွက်သွားပြီးတော့မြစ်ရေကလည်းကပ်ပလီပင်လယ်ထဲကိုအချိန်ပြင်းပြင်းနဲ့ဝင်တာမဟုတ်ပါဘူးပင်လယ်ဝရောက်တဲ့အခါမှာရေစီး
ကလည်းနေသွားတယ်စားငံရည်တွေကလည်းအနေတွေကိုစုယုံစေတဲ့အတွက်ကြောင့်သူတည်လာတဲ့နှုံးတွေကိုပင်လယ်ရဲ့အောက်ခြေမှာစုချလိုက်ပါတယ်ဒါကြောင့်ပင်လယ်ရည်ထဲမှာနှုံးမြေတွေဟာလှိုင်းနဲ့ဒီအတက်ကျရှိတိုင်းမှာလှုပ်ဆော်နေသလိုဖြစ်ပြီးတော့ရေကအပြာရောင်မဟုတ်ဘဲနဲ့ရွှွန့်ရောင်ပေါက်နေရတာညစ်ပတ်လို့မဟုတ်ပါဘူးမြဝကျုံပေါ်ဒေတာကန်းကြီးတစ်ခုရဲ့တဘာဝပုံမှန်အခြေအနေတစ်ခုပါ တောင်း ဒါမြက်ခုံးတောင်ရင်တော့မိုးညိုတောင်လို့ခေါ်ပါတယ်ဟိုတော့မှမြင်နေရကြတော့စိန်နှန်းရွာပါခုနတောင်မြင်ဖြစ်ခဲ့တဲ့နေရာအခုကျတော့ရေလုံးဝပြည့်နေပေါ့နော်ဒီမှာကန်းစက်နဲ့အရန်ကိုနီးနေပြီ အဲ့လိုမို့ မပုတ်တဲ့ကိုင်းနဲ့ပိုက်နဲ့ငါတလောက်ပိုက်နဲ့ကွာရလား ပါတယ်ဒီလိုပဲတက်တော့လို့ ဒီလေးရောဒီကနေလေး စိန်နှန်းကန်းကြီးမှာပင်လယ်ပြပြရေးပြပြတွေမတွေ့နိုင်ပေမဲ့မြဝကျုံမော်ဒေတာရဲ့တဘာဝယဉ်ကျေးမှုနဲ့လူနေမှုဘဝကိုနီးနီးကပ်ကပ်မြင်နိုင်တဲ့နေရာတစ်ခုပါ။လာတရားဆိုတာအယောင်တစ်ခုထဲမှာပဲရှိတာမဟုတ်ပါဘူး။စိန်နှန်းကန်းကြီးရဲ့ရေနောက်နောက်တွေဟာတဘာဝတရားကြီးကပေးတဲ့အသက်ရှင်တန်ခြင်းရဲ့လက်ဆောင်တစ်ခုအဖြစ်ရှုမြင်ခံစားခြင်းနဲ့ဆိုရင်တော့စိန်နှန်းကန်းကြီးကိုရန်ကုန်ကနေနေချင်းပြန်လာရောက်လဲပတ်လို့ရပါတယ်။ဒီအနီးနားတစ်ဝိုက်မှာပဲတိုးကန်းကြီးဆိုတာကိုလည်းတွားလို့ရသေးတယ်လို့ပြောပါတယ်။နူးငယ်တို့ကတော့အချိန်မရလို့တိုးကန်းကြီးဘက်ကိုတော့မတွားခဲ့တော့ပါဘူး။ Adventure Solidays Fine ရဲ့နောက်ထပ်ဗီဒီယိုတွေမှာအားလုံးပဲပြန်ဆောင်ကြမယ်နော်။တတား